နီကဘာလုပ်ခဲ့လဲဆိုတော့နေကဒီတခါကြီးကို share လိုက်တယ်ကွာခွဲလေးတွေဖွင့်လို့ရအောင်လို့ပေါ့နော်နောက်ပြီးတော့နေရာလေးပတ်ကြည့်လိုက်တယ်ဒါမရှိရဘူးဒါတဖြည်းဖြည်းနဲ့ပြောက်ကုန်ဆိုပါဘာလို့လဲဘာခံရမှန်းတော့မသိအောင်ဒီကတော့အိမ်တော့ဆောက်ဖြစ်မယ်ပေါ့နော်အိမ်ကိုဒီကြောက်ကြီးမှာဆောက်ကောင်းလို့လေကြောက်ကြီးတစ်ချက်တော့ဆင်းကြည့်အောင်အေးငါဘယ်လိုပြန်တက်အမီးပဲနော်ဒီနားလေးမှာအိမ်ဆောက်ရင်တော့စောင်းရမ်းတော့မိုင်းနဲ့တူရယ်နော်ဟေးအိုးတော်တရားဒါလေးကိုတော်တရားပါသူနော်အောက်ဆင်းလို့ရတကယ်တမ်းဆိုရင်တော့ဒီဟာကြီးရောဒါကြီးကိုဆင်းနိုင်ဟိုအောက်ဆုံးမှာပဲရှိတော့တယ်နော်တိုင်းပါဘောနော်အဲဆိုရင်ငါအိမ်ကြီးကဒီမှာဆိုတော့ကွက်တီပဲရောဘာလို့အလုံးနိုင်နေတော့โอเคမမင်းရဲ့กินထားအသားလေးတွေယူအသားလေးတွေယူလိုက်အောင်နော်တရားမယူမဒီဟာတုံးထည့်လိုက်ပါဘောနော်ရပါမလားတုံးတော့ဒီထဲကဘာရှိတယ်မလဲဒါရှိဒါဘာလို့ရအောင်လဲစမ်းကြည့်အောင်ပါဒါလို့လိုက်ဘာမရဒါလို့လိုက်ဘာမရလို့လဲဟာဆိုငါအိမ်မဝေးထားဘူးပေါ့ဒါကြီးကဒီမှာဝေးရမှာလေဘာလို့ဝေးရမှာလဲတက်ပဲ3ခုရှိပိုက်စားနေပြီဆိုတော့ဝတ်သားရှိတဲ့ချက်သားရှိရောဝတ်သားလေးနဲ့စားလိုက်တခုစားမင်းတခုကျွေးလို့ရကဲမင်းတခုစားလားအခွေးအပေါ်မှာတကောင်ရှိတယ်ကွာဒါပေမဲ့လည်းငါမှအယူတော့မရှိရောကွာမင်းခေါ်ထားလို့ရတယ်အယူမရှိရောဒါခွေးတကောင်ရှိရမစိုးဘူးဒါဆိုကိုက်ပြီးတက်ပြီးတော့ဒီတိုင်းထားခဲ့ရပေါ့နော်ဘာမှလည်းပြန်မယူအောင်အဲ့စောင်းရတော့မိုက်တယ်ကဲဆက်လုပ်ကောင်းလားဒီအောက်တော့ဆင်းချင်တယ်ကွာဒီအောက်မှာဘာရှိမယ်ဆိုမိုင်းတွင်းနေတာအများကြီးထွားလေးတော့ရှိပါဘူးအဲ့ဆိုရင်ထဲမှာဘာလို့အပ်မလဲဒီကွာငါသွားရင်ဒီဟာရစောင်းရမ်းချုပ်တယ်မြေကြီးတူးပလာမရှုပ်လို့နော်မတည်မတတ်နာစောင်းရမ်းချုပ်တယ်မတည်မတတ်နာလွတ်ဖြစ်နေရဒီလိုပဲဖြစ်နေဖြစ်အောင်ကဲဒီအောက်ဆင်းပါဘောနော်ဒီဘက်မှာဂူလေးတော့ရှိလာတော့အောက်ချလို့မရအောင်နော်ဂူလေးတော့ရှိတယ်ကွာ What the fuck bro သွားပါပြီကွာရှိပဲကွာအကုန်ပါသွားပြီသွားပါပြီကွာကုန်ပါသွားပြီတပင်ပြေးခုံးမှာပဲနေဝင်တော့မြင်းလေးဘာမှမရှိရောဟာ
ရတယ်ဝင်တော့မယ်ဒီချိန်ဝင်တာကောင်းတော့မယ်နော်ဒီချိန်ဝင်တာကောင်းတော့မယ်သိတယ်မလားနေဝင်တာပြလာပြီဆိုတော့တကားပိတ်ထားတာအကောင်းတော့မနှောတိုင်တော့ဟာလို့ဒီကဘာကြခဲ့လဲဟာဘာမှမကြံခဲ့ဘူးကွာကုန်ပါပြီအဲ့ဆိုရင်ဒီဟာလောက်ရမယ်ပြီးတော့ဒီတုတ်ချောင်းလေးတစ်ချောင်းလောက်လာမှာပေါ့နော်ပုံမှန်တိုင်းပဲပေါ့ဆိုဒီမှာတော့ခရမရမှာမဆိုရင်ဒါတွေမရဘူးပေါ့နော်အဲ့တော့ဒီဟာလေးတစ်ချောင်းတူပြီးတော့ထပ်ခေါ်အောင်ပါအာရှိသွားပါပြီကွာအကုန်ကပစ္စည်းအကုန်ပါသွားပြီလေကားတော့ပါလေဟိုကလူလားမသိလေကားတက်ရေဘူးတော့အောင်ပါရင်းနဲ့ဆင်လို့ရတယ်ရင်းနဲ့ဆင်လို့ရတယ်ပေါ်မှာငါတိတာပေါ်တိုက်ရကဲဒီကမှဒီကတစ်ချောင်းရပြီပေါ့နော်ဒါတစ်ချောင်းလောက်ထားလိုက်မယ်ပစိန်တက်လက်လောက်ထားလိုက်အဲ့ဒါနဲ့တော့အကြီးကြီးတာပေါ့အားကြီးနေတာတခုကဒီမှာကလေကားလေးတွေပါလားလို့ဒီဘုံတွေပါထုတ်လို့မရအောင်သေးဘူးနော်အော်လေကားဒုတ်တွေပဲတူတာကဒုတ်တွေပဲတူတာဒုတ်တွေအများကြီးလိုတာလေကားနဲ့ဆင်းအောင်အတစ်ပင်အများကြီးခေါ်ရမှာဆိုပြီးကကဲဒီညတော့အိတ်လိုက်တော့မှာပေါ့နော်ကုန်သွားပြီပဲဖြစ်ပါတယ်ဘာမှလည်းမရှိရောဘူးเนาะဒီချိန်ထွက်အနေနဲ့တော့အနေများတာเนาะဟုတ်ပြီမနည်းနည်းပါတူအောင်တကယ်ဆိုနောက်ဘက်ဒီမှာဟိုတော့အောင်ဒီမိုင်းတွင်းလေးကိုထပ်တူအောင်ပါဘောเนาะဒါလေးထပ်တူအောင်ဘာလို့ရလို့လဲအားလည်းမသိဘူးဘာတက်ထူးမှလည်းမရှိဘူးเนาะဒီဟာကြီးကခန်းရတော့ကြီးပဲပေါ့နော်ကဲတော့ခုတ်ကြမယ်တစ်တော့ခုတ်ကြမယ်ဒါရေးဖွင့်လာတယ်တစ်တော့ခုတ်ကြအကုန်ပါသွားတာတိတ်ပဲမရှိဟွာအကုန်ပါသွားတာဟဲ့တည်ထားနေရအဒီမှာတည်ရတော်များနေပြီဒီခေါင်းတောင်ပေါ်မှာဇိုင်းထိတာပါပါသွားပြီကွာငါဒီပါသွားပြီတို့ကဲဒီတိုင်းဆင်းခုန်နေရတဲ့အနေထားရပါပြီပေါ့နော်ဒီတိုင်းခုန်တော်သေးရပါလက်ရှိသေးတယ်ဆိုတော့ကြအောက်ပြချနေဟိုအောင်မပြန်ဆနေအောင်ဒီပင်ခုတ်ချရအောင်ဒီခေါအောင်နာဆောင်းစုလားငါအိတ်တိုင်းတော့မဆောက်နိုင်သေးဘူးကွာဆောင်းစုလားအောက်ကတဲလေးတော့တာယူနေတယ်အောက်ခဏစင်ကောင်းလို့မကူတူတော့တွေ့ရဘူးဒီနဲ့စူးစမ်းရအောင်
ငါမီးကတော့မပါဘူးဒါပေမဲ့တောင်အောက်ကကူဆိုတော့အဲ့ဟာငါပြတ်တက်လို့ရပါမလားတူတန်းကြောင်းလေးအတိုင်းပဲဆင်းသွားတာပဲကောင်းတော့နော်ဒီလိုတော့ဘာရှိတယ်အော်အဲ့ဒါဘာကြီးလဲအဲ့ဘာကြီးလဲဘာတန်လဲမသိဘူးရောတခုတော့ကြားလိုက်ရတန်နေနေတင်ဒါလေးယူရကျွန်တော်ဒါကဒါနဲ့တူအောင်ဘာကြီးလဲဒါဘာကြီးလဲလင်းတို့တန်တာဘာတန်လဲမသိဘူးကြားတော့ကြားတယ်ဟာအေးအောက်ကြပါမလွယ်ဘူးဟာဒီကတော့လေးလာခြင်းစရာပဲမီးတို့လီတော့မပါဘူးဘူးကတော့မစိုးပါဘူးဒါရပါဟောတဲတာအဲ့ဒါငါပဲပြတ်တာအောက်မှာရှိလောက်တယ်ဒါတဲ့ငါဟိုဘူးလေးတော့တင်တယ်လို့အထင်တယ်ဗောနော်ဒီပေါ်ပြတ်တာပြန်ငါရဲ့ခေါင်းလေးတော့တောက်ရလိုက်မနော်ဒါကြီး sorry ပဲရောဒါကြီးဝါငါလူချင်တာဒါမဟုတ်ဘူးဒီကောက်ရှိရဘာလို့လို့ရဒီကောက်ရှိရဘာလို့လို့ရtrade လုပ်လို့ရတယ်ကွာ trade မှာဘာ trade လို့ရဒါပါလည်းမသိနော်မူဒီဘာ trade လို့ရတယ်ဒါပါစိမ်းနဲ့ trade လို့ရတယ်စိမ်းမရှိဘူးအိုးအဲ့ဆိုရင်အေးကဲခုနဘာလုပ်လဲဆိုတိုင်းနဲ့တင်လာငါပြန်လာတာပေါ့နော်ပြန်ပြီးအခုနာအောက်ဆင်းပြီးရောပစ္စည်းလေးတွေယူရမှာအကြံပေါ့နော်ဘယ်တဲ့ငါအိမ်ပြောင်းနေပြီရောဒီဖက်လားဘယ်ဖက်လားငါအိမ်ပြောင်းသွားတယ်ဟောဘယ်ရောက်လာမသိဘူးဒီဘက်တော့ဟုတ်ဒီပေါ်လေးမှာပါဟုတ်ဘူးဟာဒီဘက်မှာလားမသိအိမ်ပြောင်းနေဟောဒီမှာမင်းကွာပြောင်းနေကွာကဲဒီဘက်တွေတော့အများကြီးပေါ့နော်နောက်မှာဒါကြီးဆက်တူပါပေါ့နော်အရင်ဆုံးအောက်ဆင်းရမယ်ဒါကြီးကဒီဟာ69ခုတော့ရပါနေထားလိုက်မယ်โอเคရပါပြီဆိုတော့ဒုံချောင်းနဲ့ခရက်နှစ်ခုရတယ်မလားဒုံချောင်း59 60ဘယ်တော့လဲမသိဘူးကွာခုံးခွဲလိုက်မယ်ကဲဒုံချောင်းကောင်းပါပြီဆိုတော့ငါမီးတော့တွေဘာလုပ်လို့ရတာမလဲမီးတော့ကရှိမရှိဘူးတော့ဘူးလားဟိုထဲပါသွားတယ်အောက်ဒီမှာမရှိဘူးလား